여러분 안녕하세요.အခု2021ခုနှစ်မှာထွက်ရှိခဲ့တဲ့ Yumi Cell ဆိုတဲ့ K-drama လေးကိုပုံမြင်လေးတစ်ပုဒ်လိုမျိုးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဘောဘဘနဲ့အချစ်ကားလေးဖြစ်ပြီးစိတ်ညစ်နေတဲ့အချိန်ဖြစ်ရင်တော့ healing လုပ်ပေးနိုင်တဲ့ဇလန်းကောင်းလေးမို့ကြည့်ရှုခန်းစားပေးကြပါဦးနော်။ K-drama ဇလန်းကောင်းလေးတွေကိုလည်းအမြဲတင်ဆက်ပေးနေတဲ့ channel လေးမလို့ like and subscribe လေးလုပ်ပေးကြဖို့လည်းမမေ့ကြပါနဲ့နော်။ဟိုးရှိတုန်းက Yumi လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ရှိတဲ့ကွယ်။ Yumi ရဲ့ခန္ဓာကိုယ်ထဲမှာတော့ Yumi ရဲ့ဆဲကလေးတွေနေထိုင်ကြတာပေါ့။ Yumi ရဲ့ဆဲကလေးတွေနေထိုင်ကြတဲ့ရွာကို Yumi ရဲ့ရွာကလေးလို့ခေါ်ဆိုကြပါတယ်။ကဲဒါဆိုရင် Yumi ရဲ့ဆဲလေးတွေတယောက်ချင်းစီနဲ့မိတ်ဆက်ပေးမယ်နော်။ကျွန်တော်နာမည်ကတော့စင်ကျင်မှုဆဲပါခင်ဗျာ။တခုကိုစဉ်းစားဆုံးဖြတ်ချင့်ချိန်တဲ့နေရာမှာ Yumi ကကျွန်တော်ကိုသုံးတာပေါ့။ကျမရဲ့နာမည်ကတော့စိုးရိမ်မှုဆဲပါရှင်။ Yumi တခုခုလုံးမိမှာကိုစိုးရိမ်တဲ့အခါစိတ်ပူတဲ့အခါချီတုံချီချဖြစ်တဲ့အခါမျိုးမှာဆိုရင်ကျမကပေါ်လာတယ်ရှင်။ကျွန်တော်ကတော့စားလောက်မှုဆဲပါခင်ဗျာ။ကျွန်တော်ဘိုက်စားလို့ရှိရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကြီးကအရင်ကထပ်ပိုပြီးကြီးထွားလာတယ်ခင်ဗျာ။ကျွန်တော်ဘိုက်စားရင်တော့တရွာလုံးလည်းမနေရတော့ပါဘူး။ Yumi လည်းမနေရတော့ပါဘူး။ Yumi လည်းမုတ်တွေပြည့်စားရတာပေါ့။ Yumi မုတ်စားပြီးဘိုက်ပြေသွားတဲ့အခါမှာကျွန်တော်လည်းနေသားထိုင်သားဖြစ်သွားတယ်ခမ။ကျွန်တော်နာမည်ကတော့စုံတော်ဆဲပါခမ။ Yumi ရဲ့ပတ်ဝန်းကျင်မှာအခြေအနေတစ်ခုခုထူးခြားတော့မယ်ဆိုရင်ကျွန်တော်ကစုံတောက်လုပ်ပေးရတာပေါ့ဗျာ။ကျွန်တော်ကတော့ချော့တိတ်တဲ့ဆဲပါခမ။ကျွန်တော်တာဝန်ကတော့ညဘက်တွေဆို Yumi ကိုနောက်မကြအောင်စောစောအိပ်ဖြစ်အောင်လို့ Yumi ကိုဂီတာတစ်လက်နဲ့ချော့တိတ်ရတဲ့တာဝန်ပဲဖြစ်ပါတယ်ဗျာ။ Yumi ရဲ့ရွာကလေးမှာအဓိကဆဲလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့အချစ်ဆဲပဲဖြစ်ပါတယ်။အခုလောလောဆယ်မှာတော့လူတိုင်းချစ်တဲ့အချစ်ဆဲလေးကရွာထဲမှာပျောက်ဆုံးနေခဲ့ပါတယ်။ဖြစ်ပုံကတော့ဒီလိုရှင်။လွန်ခဲ့တဲ့3နှစ် Yumi အသေးကွဲတဲ့နေ့ကပေါ့။ရွာထဲမှာ Yumi ရဲ့မျက်ရည်တွေနဲ့ရေကြီးသွားပါတော့တယ်။အဲ့ဒီနေ့ကအချစ်ဆဲဟာရေနဲ့မျောပါပြီးဆေးရုံရောက်သွားခဲ့တာပေါ့။အချစ်ဆဲဟာသေတော့မသေးခဲ့ပေမဲ့3နှစ်လုံးကိုမာနေထားနေပဲဆေးရုံပေါ်မှာရှိနေခဲ့တာပေါ့ကွယ်အချစ်လည်းမရှိဤစားလည်းမရှိတော့တဲ့ Yumi ဟာအလုပ်ကိုအရင်ကထပ်ပိုအာယုံစိုက်နိုင်လာပြီးတော့လက်ထောက်မန်နေဂျာရာတို့တိုးသွားတာပေါ့Yumi အခုလုပ်နေတဲ့ရုံးမှာသူတစ်ဖက်သက် crash နေတဲ့အစင်လေးတစ်ယောက်ရှိတယ်အဖြတ်ခံလိုက်ရတာအမှတ်မရှိတဲ့ Yumi ဟာအစင်လေးကိုတွေ့တိုင်းရင်ခုန်နေခဲ့တာပေါ့အစင်လေးကလည်း Yumi ကိုအေးပေးဆက်ဆံနေတော့ Yumi စိတ်ထဲမှာသူ့ကိုလည်းအစီကလီလာလုပ်နေတယ်ပဲထင်နေတာပေါ့ကွယ်တနေ့ရုံးနာချိန်ကော်ဖီဝယ်ရင်အစင်လေးနဲ့ဆုံတော့နှစ်ယောက်သားလက်ကင်မိကြပြီးအကြည့်ချင်းဆုံရင်ခုန်သွားတာပေါ့အဲ့ဒီနေ့မှာပဲ Yumi ရဲ့ဖျားနာနေတဲ့အချစ်ဆဲလေးဟာ3နှစ်အကြာမှာပထမဦးဆုံးအချိန်သတိပြန်လဲလာခဲ့ပါတော့တယ်Yumi အလုပ်လုပ်တဲ့ရုံးမှာ Ruby လို့ခေါ်တဲ့ရုံးကလုပ်ဖို့ခိုင်ဘက်ကောင်မလေးတစ်ယောက်လည်းရှိရဲ့ပဲမြတဲ့ Ruby ကလည်းအစင်လေးကိုကြိုက်နေခဲ့တာပေါ့ဒီနေ့မှာတော့ Yumi ရဲ့ Ruby ရဲ့အစင်လေးရဲ့3ယောက်ပန်းပွဲတော်ကိုသွားဖို့ဖြစ်လာပါတော့တယ်။အစင်လေးနဲ့ပဲ2ယောက်ထဲတိတ်ချင်တဲ့ Yumi ဟာ Ruby ကိုလှိမ့်ပြီးတော့ထားခဲ့ပါတော့တယ်။တကယ်တော့အခြေအနေတွေဟာ Yumi ထင်ထားသလိုဖြစ်မလာခဲ့ပါဘူးကွယ်။အစင်လေးဟာ Yumi ကို easily လုပ်နေတာမဟုတ်ဘဲနဲ့သူနဲ့တည်တဲ့အကိုတယောက်နဲ့ Yumi ကိုကျင်ပတ်တွေ့ပေးဖို့လုပ်နေခဲ့တာပဲဖြစ်ပါတယ်။အဆိုးဆုံးကတော့အစင်လေးဟာ main ကလေးကိုကြိုက်တာမဟုတ်ပါဘူး။ယောက်ျားလေးချင်းကြိုက်တဲ့ဂေးတယောက်ဖြစ်နေခဲ့တာပါပဲကွယ်။အဲ့ဒီမှာ Yumi တယောက်အကြီးအကျယ်ခွမ်းသွားပြီးတော့ရွာထဲမှာထုံးစံအတိုင်းရေကြီးမှုဖြစ်ပွားပါတော့တယ်။ Yumi တခါအသေးကွဲတိုင်းတခါရေကြီးတာမို့ Yumi ရွာကလေးကဆဲတွေကလည်းအကုန်ထွက်ပြေးကြရတာပေါ့ဒီရေကြီးမှုမှာပျောက်ဆုံးသွားတဲ့ဆဲတွေလည်းရှိနေပါတယ်ကဲဇလန်းကတော့အခုမှစတာပါနော်ရောရောဘုံတို့ရေမင်းသားနဲ့မင်းသမီးတွေ့တဲ့အခန်းကအခုမှစတာပါနော်အစင်လေးမိတ်ဆက်ပေးခဲ့တဲ့ကောင်လေးနဲ့ Yumi ကကျင်ပတ်လာတွေ့တဲ့နေ့ပဲဖြစ်ပါတယ်ကဲကျွန်တော်ပဲမိတ်ဆက်ပေးမယ်ဗျာကျွန်တော်နာမည်ကတော့ဂူဝန်းပါမအောင်မြင်သေးတဲ့ဂိမ်းကုမ္ပဏီလေးတစ်ခုကိုတငယ်ချင်းတွေနဲ့ဆက်တူထောင်ထားပါတယ်။တငယ်ချင်းတယောက်ကကျွန်တော်နဲ့လိုက်တဲ့ကောင်မလေးတယောက်ရှိတယ်ဆိုလို့ဒီတိုင်းပဲကျင်ပတ်လာတွေ့ရဗျ။ဒါပေမဲ့မြင်ချင်းချစ်မိသွားတာတော့ကျွန်တော်လည်းမတက်နိုင်ဘူး။ Yumi ကိုအရင်ပဲချစ်မိသွားပြီဗျာ။အဲ့ဒီနေ့မှာ2ယောက်သားရှောက်သွားရှောက်စာဒိတ်ခဲ့တဲ့အပြင်ဖားပွဲတော်ကိုလည်းအလဲသွားခဲ့ပါသေးတယ်။
ထိပ်ပြီးနောက်တစ်နေ့မှာယူမီနဲ့အဆက်အသွယ်မရလို့ဂူဝွန်ဟာယူမီယုံကိုလိုက်လာခဲ့ပါတယ်တကယ်တော့အဲ့နေ့ကယူမီကဖျားနေခဲ့ပြီးဖုန်းကလည်းပြတ်နေခဲ့တာပါအရန်နေမကောင်းဖြစ်ပြီးမူးလဲသားတဲ့ယူမီကိုပွေ့ချပြီးတော့ဂူဝွန်ကဆေးရုံကိုခေါ်သွားခဲ့တာပါမိုးရေဆိုးသွားတဲ့ယူမီကိုအဝတ်အစားတစ်ခုလည်းလက်ဆောင်ဝယ်ပေးခဲ့ပါသေးတယ်အင်ကြီးဘောကဖားရုပ်လေးကလည်းယူမီတို့စတွေ့တဲ့နေ့ကဖားပွဲတော်သွားခဲ့တဲ့အမှတ်တရလေးဖြစ်တာမို့ယူမီကကြွေသွားခဲ့ရပါတယ်ဂူဝွန်ရဲ့နှွေးထွေးတဲ့အပြုမူတွေနဲ့ဂယုစိုက်တတ်တဲ့လုပ်ရက်တွေအကြောင်းယူမီနဲ့ဂူဝွန်ဟာမကြခင်မှာရေးစားတွေဖြစ်သွားကြပါတော့တယ်ကွယ်အဲ့ဒီမှာခဏခဏအားပွားပေးကြပါတယ်အဲ့လိုအနမ်းလေးပေးတဲ့အချိန်မှာဆိုလို့ရှိရင်အချစ်လိုင်ကောင်းလေးပွင့်သွားတာပေါ့အဲ့ဒီအချစ်လိုင်ကောင်းလေးပွင့်သွားလို့ရှိရင်ယူမီရဲ့ရွာကလေးကိုဂူဝွန်ရဲ့ရွာကလေးကဆဲလေးတွေကလာလဲလို့ရတယ်တဲ့ချစ်စစ်ရဲ့လမ်းလေးကမဖြောင်ဖြူးဆိုတဲ့အတိုင်းဒီနေရာမှာတော့အဖြတ်သမားတယောက်ဝင်လာပါပြီကွယ်ဒီနေ့ယူမီတို့ဒိတ်နေတော့မှဂူဝွန်ကတငယ်ချင်းတယောက်ကဖုန်းဆက်လာခဲ့ပါတယ်အဲ့ဒါကတော့ဆယ်ကြီးဆိုတဲ့ကောင်မလေးပဲဖြစ်ပါတယ်ဆယ်ကြီးကိုယူမီကယောက်ျားလေးလိုပဲထင်နေခဲ့တာပေါ့ဆယ်ကြီးကမိန်းကလေးဖြစ်တယ်ဆိုတာသိသွားတဲ့နောက်မှာယူမီရဲ့ခန်းစားချက်ဆဲလေးဟာစတင်ပြီးတော့ပောက်ကွဲတော့တာပေါ့သူ့နာမည်ကတော့ဆယ်ကြီးဂူဝွန်နဲ့ကုမ္ပဏီဆက်တူဖွင့်ထားတဲ့တငယ်ချင်းဆိုပေမဲ့တငယ်ချင်းထက်လည်းပိုချင်းနေတာဆဲကြီးလိုမိန်းမတွေအရန်ကိုကြောက်ဖို့ကောင်းတယ်ဂူဝွန်ကိုလိုသုံးလုပ်ချင်နေတာဂူဝွန်ရေးစားရသွားမှာကိုလည်းမလိုလားဘူးသူတွဲမလားဆိုရင်လည်းမတွဲသေးဘူးအချိန်မရွေးတွဲချင်ရင်ကောက်တွဲလိုက်မယ်ဆိုပြီးတော့တငယ်ချင်းဖြစ်ဘေးမှာထားတာသူကတလူမျိုးအဲ့ဒီညာကယူမီကဝွန်အိမ်ကိုအလဲသွားတော့ယူမီကိုရှောက်တံမရယူဘူးလေးနဲ့အခန့်ပါတယ်အဲ့ဒီမှာယူမီရဲ့စုံတောက်ဆဲလေးကထောက်လှမ်းရေးစတင်ပါတော့တယ်ယူမီရဲ့ဒါကတော့ရိုးရိုးရှောက်တံမရမဖြစ်နိုင်ဘူးနော်ဆဲကြီးမှာပေးထားတာဖြစ်ရမယ်အဲ့ဒီလိုမျိုးစုံတောက်ဆဲလေးကပြောလိုက်တဲ့ဆိုရင်ပဲယူမီကချက်ချင်း Instagram မှာဆဲကြီးရဲ့အကောင့်ကိုရှာဖွေပါတော့တယ်ထင်းတဲ့အတိုင်းပဲဆဲကြီးရဲ့ရှောက်တံမရ post ကိုတွားတွေ့လိုက်တာပေါ့အဲ့ post ကိုတွေ့သွားတဲ့ယူမီတယောက်အိတ်မပျော်နိုင်တော့ပါဘူးရှောက်တံမရရိုးကြောင့်ရွာထဲကဆဲတွေလည်းစိတ်တိုတဲ့သူကတိုမအိတ်တဲ့သူကမအိတ်နဲ့တရွာလုံးမငြိမ်မသက်ကနာမငြိမ်နေဖြစ်နေကြလို့ရွာအကြီးကဲကခေါ်ယူပြီးစိတ်တည်ငြိမ်အောင်တရားထိုင်ခိုင်းရပါသေးတယ်ဒီလိုနဲ့ယူမီရဲ့မွေးနေ့ကိုရောက်လာပါတော့တယ် restaurant မှာဒိတ်ကြပြီးဝန်းကဆွဲကြိုးလေးမွေးနေ့လက်ဆောင်ပြီးတော့ယူမီအရန်ကိုပြောခဲ့ရပါတယ်ယူမီတယောက်ပြပြဝဝတော့မပျော်ခဲ့လိုက်ရပါဘူးမွေးနေ့ညမှာပဲဆယ်ရီနဲ့အပြင်မှာလူချင်းဆုံခဲ့ပြီးယူမီရတဲ့ဆွဲကြိုးကိုလည်းသူကပဲရွေးပေးခဲ့တာဖြစ်ကြောင်းဝန်းကဘာရီကြိုက်တာဆိုတဲ့အကြောင်းအဲ့လိုအမြင်ကဆရာတွေပြောခဲ့တာမို့ယူမီလည်းစိတ်ဆိုးပြီးဟမ်မဆောင်နိုင်တော့ပဲအဲ့ဒီညမှာရင်ဝန်းကိုထားခဲ့ပြီးအိမ်ပြန်လာခဲ့တော့တယ်ယူမီစိတ်ဆိုးသွားတာကိုသိရဝန်းကချက်ချင်းပဲယူမီအိမ်ကိုရောက်သွားပြီးမွေးနေ့ကိတ်လေးနဲ့လာပြီးချော့ခဲ့တာပေါ့အချောမကြိုက်တဲ့မိန်းကလေးဆိုတာမရှိဘူးလေအဲ့ဒါကြောင့်ဝန်းနဲ့ယူမီနဲ့ပြန်လည်အဆင်ပြေသွားခဲ့ပါပြီအဲ့ဒီနောက်ပိုင်းယူမီတို့ချစ်သူနှစ်ယောက်ရဲ့ချစ်ခရီးလမ်းကပုံမအဆင်ပြေချောမွေ့ခဲ့ပြီးနှစ်ယောက်သားခရီးအတူထွက်ခဲ့ပါသေးတယ်အဲ့ဒါကြောင့်အရင်ကထပ်ပို့ပြီးရင်းနှီးမှုတွေရလာပါတယ်အခုဆိုရင်ဝန်းကယူမီရဲ့ရွာကလေးမှာနံပါတ်1ဦးစားပေးအောင်ဖြစ်နေပါပြီတဲ့အော်ပြောရအောင်မယ်ယူမီရဲ့ရွာကလေးမှာကောင်းလေးထောင်လန်းရေးအဖွဲ့ဆိုတာရှိတယ်သူတို့ရဲ့တာဝန်ကတော့ယူမီကိုကောင်းလေးချောချောလေးတွေတွေ့လို့ရှိရင်လှမ်းပြီးအတိပေးရတဲ့အလုပ်အကဲအခုတလောအဲ့ဒီအဖွဲ့ကလုံးဝအလုံးမလုံးကြတော့တဲ့အတွက်ကောင်းလေးချောချောတွေတွေ့ရင်လည်းယူမီကမမြင်တော့ပါဘူးတကယ်တော့ယူမီရေးစားရပြီးကြတဲ့ကသူတို့အဖွဲ့ကလည်းခရီးရက်ရှည်ထွက်ပြီးခွင့်ယူထားခဲ့တာတဲ့တရက်မှာတော့ဝန်းရဲ့တိုက်ခန်းဘေးကိုဆယ်ရီအိမ်ပြောင်းလာခဲ့ပါတယ်အဲ့ဒီကိစ္စကိုယူမီစိတ်ဆိုးမှဆိုလို့ဝန်းကပြောမပြထားခဲ့ပါဘူးအဲ့ဒါကိုယူမီသိသွားတော့အကြီးအကျယ်မိုးမိလောင်ပါတော့တယ်ဝန်းကိုလည်းတအားဒေါသထွက်သွားပါတော့တယ်နှစ်ယောက်စလုံးရန်ဖြစ်စကားများကြပြီးအဆက်အသွယ်မလုပ်တာနိုင်ပေါင်းတော်တော်ကြာတဲ့အချိန်မှာတော့ရွာထဲကဆယ်ရီကအစည်းအဝေးထိုင်နေကြပါပြီယူမီဆဲလေးတွေရဲ့တိုက်တွန်းမှုကြောင့်ယူမီဟာဝန်းရဲ့ရုံးကိုရောက်သွားပြီးဆယ်ရီနဲ့ရောသုံးပွင့်ဆိုင်ဖြစ်ရှင်းပါတော့တယ်ဆယ်ရီသာဝန်းရဲ့တငယ်ချင်းအစ်စ်မှန်ဆိုရင်အရင်ကတည်းကတငယ်ချင်းလိုပဲနေတဲ့အကြောင်းဝန်းကိုဆယ်ရီနဲ့ထပ်ပတ်သက်ရင်အပြက်ပဲဆိုတဲ့အကြောင်းပြောပြီးယူမီဟာရုံးကလှည့်ထွက်လာပါတော့တယ်ဝန်းကအချိန်တိုင်းမှာယူမီကိုပဲအမြဲတမ်းရွေးချယ်ခဲ့တာပါယူမီမကြိုက်တဲ့ဆယ်ရီနဲ့လည်းကုမ္ပဏီအတူတူဆက်မလုပ်တော့ပဲနဲ့လမ်းခွဲခဲ့ပါတယ်ဆယ်ရီမရှိတော့ရှယ်ယာရှင်ရော့သွားတဲ့ဝန်းတို့ကုမ္ပဏီကလည်းအရှုံးပေါ်နေခဲ့ပါပြီအဲ့ဒါကြောင့်ဝန်းကသူ့အိမ်ကိုရောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်မရှိတော့တဲ့ကိုဝန်းကရုံးမှာပဲအိတ်နေတာကိုယူမီကသတိထားမိသွားပါတော့တယ်ဝန်းခက်ခဲနေတဲ့အချိန်မှာယူမီကသူ့အိမ်မှာအတူတူလာနေခိုင်းခဲ့ပါတယ်ဝ
ဝန်းနဲ့တအိမ်နဲ့နေရတာကိုပျော်နေတဲ့ယူမီဟာတငယ်ချင်းမင်္ဂလာဆောင်ကိုသွားတော့လဲအကြနေခဲ့တာပေါ့ဝန်းနဲ့အတူတူနှစ်ယောက်ကပါလေးကိုဖန်တီးကျင်နေတာမို့တနေ့မှတော့လက်ထက်ကြမလားဆိုပြီးယူမီကပဲစာပြီးစကားပြောခဲ့ပါတော့တယ်ဝန်းရဲ့စိတ်သဘောထားကလည်းယူမီလိုပဲဆိုပေမဲ့အခုချိန်မှာသူငွေရေးကြေးရေးအဆင်မပြေခက်ခဲနေတဲ့အချိန်မို့လက်မထက်ချင်သေးပါဘူးယူမီသူ့ကြောင့်ပိုခက်ခဲမှလည်းစိုးရိမ်နေခဲ့တာပေါ့အဲ့ဒါကြောင့်ယူမီမေးတဲ့မေးခွန်းရဲ့အဖြေကိုဝန်းကအဲ့ဒီနေ့မှအဖြေမပေးနိုင်ခဲ့ပါဘူးဝန်းရဲ့ကုမ္ပဏီကလည်းဇက်တိုက်အရှုံးပေါ်နေခဲ့ပြီးတော့ငွေရေးကြေးရေးအရန်ကိုခက်ခဲတဲ့အချိန်ဖြစ်နေခဲ့တာပါတရက်မှာတော့ယူမီရဲ့အင်းနီနာချင်းနဲ့ဆုံးပါလေရောအင်းနီနာချင်းကောင်လေးကယူမီတို့အတွဲကိုခဏခဏမြင်နေရလို့ဒီတိုင်းမိတ်ဆက်စကားပြောခဲ့ပေမဲ့ဝန်းရဲ့စိတ်ထဲမှာကြတော့သူဟာယူမီအိမ်မှာကတ်နေရတဲ့အတွက်သူ့ဘာသူတိမ်ငယ်စိတ်ဝင်သွားပြီးသူ့ရဲ့မာနကြောင့်ယူမီရဲ့အိမ်မှာဆက်မနေဖို့အတွက်ပြောလိုက်ပါတော့တယ်ဝန်းနဲ့တအိမ်နဲ့နေရတာပျော်နေတဲ့ယူမီဟာဒီစကားကိုကြားလိုက်တော့အယမ်းကိုဝမ်းနဲ့သွားရပါတယ်အဲ့ဒီအချိန်ကစလို့ယူမီတို့အတွဲကြားမှာအသေးဖွဲကိစ္စလေးတွေဟာတစအဆိုင်ခဲဖြစ်လို့လာခဲ့တာပါဝန်းကသူ့အိမ်မပြောင်းခင်မှာယူမီကိုမီးလုံးပြင်ပေးရင်းနဲ့ယူမီရဲ့စပွဲကုံလေးကျိုးသွားခဲ့ပါတယ်ယူမီအရန်ကိုကြိုက်တဲ့စပွဲကုံဆိုတာကိုသိတော့ဝန်းကသူ့မှာပတ်စံမရှိတော့ပတ်စံချီးပြီးတော့အသက်တစ်လုံးကိုမပေးခဲ့ပါသေးတယ်စပွဲကုံရဲ့တန်မိုးကအရန်ကိုဈေးကြီးတာကြောင့်ယူမီကဝန်းမှာပတ်စံမရှိတာလဲသိနေတော့သူ့ကိုငွေလွှဲမပေးဖို့လုံးဝကိုအထက်အတန်ပြောခဲ့ပါတယ်ဒါပေမဲ့ဝန်းကစကားကိုနားမထောင်ခဲ့ပဲငွေလွှဲခဲ့ပါတယ်အဲ့ဒါရင်မဟုတ်သေးပါဘူးယူမီကတီတီတာစာရွှေကြီးတွေ message ပို့ရင်လဲအလုံးမှာအဆင်မပြေနေတဲ့ဝန်းကတော့တစ်လုံးနှလုံးပဲအမြဲပြန်ပို့ရပါတယ်ယူမီဟာသူ့တယောက်တည်းအိမ်မှာအထီးကျန်စွာထမင်းစားရရင်လဲဝန်းကသူ့ကိုမချစ်တော့ပါလားဆိုပြီးတွေးနေမိပါတော့တယ်ယူမီဖိနေခဲ့တယ်လို့တရွာလုံးကလည်းယူမီအတိုင်းပဲဖိနေခဲ့ကြတာပါရွာထဲကဆဲတွေအကုန်လုံးကလည်းဝန်းကိုမကြေမနက်ဖြစ်ပြီးလမ်းခွဲခိုင်းနေပါပြီဆဲလေးတွေရဲ့အားပေးမှုအရနောက်ရက်မှာပဲယူမီဟာဝန်းကိုသူတို့နှစ်ယောက်ခဏလောက်မတွေ့ရ break ယူချမယ်လို့တောင်းဆိုလိုက်ပါတယ်ပျော်ရမလားဝမ်းနည်းရမလားမသိပေမဲ့ယူမီဆန္ဒကိုဝန်းကတည်တည်ငြိမ်ငြိမ်နဲ့ပဲလက်ခံခဲ့ပါတယ်အဲဒီနောက်ဝန်းနဲ့ယူမီဟာအချိန်တစ်လလောက်အဆက်အသွယ်မလုပ်ဖဲနေခဲ့ကြပါတယ်ဝန်းမရှိတဲ့အတော်တွင်မှာဘာလို့ရမှန်းမသိအောင်ယူမီဟာအချိန်တွေပိုနေခဲ့တာပေါ့ဝန်းအကြောင်းမတွေးမိအောင်နေဖို့ရွာထဲမှာလည်းဝန်းဆိုတဲ့နာမည်ပြောတဲ့သူကိုထောင်ချအပြစ်ဒဏ်သတ်မှတ်ထားပါတယ်ယူမီဟာအသက်ကွက်ဒဏ်ရာတွေကိုကုသဖို့ဖေနဲ့အမေရှိရာမွေးရမြေအိမ်လေးကိုပြန်လာခဲ့ချိန်မှာအနှဲငယ်ပေါ်ပါသွားသလိုခံစားရပေမဲ့စိုးမျိုးကအိမ်ကိုတယောက်တည်းပြန်ရောက်လာချိန်မှာတော့ဝန်းကိုပဲတတိယနေမိပါတော့တယ်အဲ့ဒီအချိန်မှာဒီဘက်ကဝန်းကလည်းယူမီကိုလွမ်းနေခဲ့တာပါဒါပေမဲ့ဘသူကမှဖုန်းစမခေါ်ခဲ့ကြပါဘူးကွယ်ဒီလိုနဲ့ဝန်းနဲ့ယူမီ break ယူတာတလားပြည့်တဲ့နေ့မှာတော့ဝန်းကသူ့အလုပ်အဆင်ပြေတဲ့အကြောင်းကိုလိမ်ပြီးတော့ပြောခဲ့ပါတယ်တကယ်ကတော့အလုပ်ကအရှုံးပေါ်နေတာယူမီမသိနိုင်ခဲ့ပါဘူးဒီဘက်မှာလည်းရွာရဲ့အဓိကဆဲလေးဖြစ်တဲ့အချစ်ဆဲဟာလမ်းခွဲဖို့ကိုချီတုံချီချဖြစ်နေတာမလို့လမ်းခွဲကတ်အပြင်အခြားကတ်တကတ်ကိုပါယူဆောင်လာခဲ့ပါသေးတယ်အဲ့ဒီကတ်ရဲ့အဓိပ္ပာယ်ကတော့ဝန်းကလက်မခွဲခြင်းဘူးဆိုရင်ယူမီကလည်းလက်မခွဲပေးဘူးဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ယူမီနဲ့တရွာလုံးရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးခဲ့တဲ့သူကတော့ဝန်းပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဝန်းကလမ်းခွဲစကားကိုအရင်ဆုံးစပြောခဲ့သူဖြစ်ခဲ့တာပါယူမီဟာအယမ်းနာကျင်နေခဲ့ပေမဲ့သူ့ရဲ့မာနကြောင့်လမ်းခွဲဖို့ကိုသဘောတူလိုက်ပါတယ်ပထမဆုံးစတင်စုံစည်းခဲ့တဲ့နေရာမှာပဲယူမီတို့နှစ်ယောက်လမ်းခွဲနှုတ်ဆက်ခဲ့ကြပါပြီဇလန်းလေးက happy ending တော့မဟုတ်ခဲ့ပါဘူးယူမီတို့ချစ်သူနှစ်ယောက်အထူးဝေးကွာသွားတဲ့တရားခံကတပ်ပါဆန်ပေါ်လာလို့လည်းမဟုတ်ခဲ့ပါဘူးတယောက်ကိုတယောက်မချစ်တော့လို့လည်းမဟုတ်ပါဘူးမာနတွေကြောင့်ပဲဝေးကွာသွားခဲ့တာပါအဲ့ဒါကြောင့်အရင်ချစ်တယ်ဆိုရင်မာနတွေမထားကြနဲ့နော်နောက် drama တွေမှာပြန်လည်ဆုံတွေ့ကြမယ်တတား